ဒါလေးတွေကတစ်နှစ်သမီးလေးတွေပေါ့နော်တစ်နှစ်သမီးလေးတွေအရင်တော့6កောင်ထားတာ2កောင်က6တောင်းနာနေလို့ခန်းနဲ့တိန်းတာဒီနေ့ကသူ့အကြောင်းလေးပြောချင်လို့ဒီကောင်မလေးအကြောင်းဒီကောင်မလေးသူတို့လည်းတစ်နှစ်ကျော်တွေပေါ့နော်တစ်နှစ်ကျော်ဆွဆွလေးတွေပေါ့သူ့ထက်မှာအကို3កောင်ရှိတယ်သူ့အမေကအမေရိကန်ဝယ်ထားတယ်4နှစ်လောက်ရှိပြီ4နှစ်ရှိပြီသူ့အမေကဝယ်ထားတာသူ့ကို3កောင်တော့အပြေးကောင်းတယ်သူကလည်းဟိုကအရက်ကြီးကအမြင်ကြီးပေါ့နော်ဟိုပဲရှိသေးတယ်အသက်ကအခုမှတစ်နှစ်ကျော်ရဲ့ကျွန်တော်ရဲ့9ပေကျော်ဗျာ9ပေ3ဗျာကျွန်တော်ရဲ့ထက်မြင့်နေပြီသူကလက်နာနေရလားသူကအကောင်ကထွားတယ်ဟိုနေ့လည်းဖြစ်တယ်ဒါပေမဲ့အခုသူ့မှာပြဿနာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့သူကပြေးလို့ရှိရင်လေပြေးလို့ရှိရင်ကြပြေးလို့ရှိရင်သူကဟိုဖြစ်သွားလိမ့်ဖယ်ဖြစ်သွားတာကြပြေးလို့ရှိရင်ဟိုဘရိတ်တွေပါအုပ်မှာမလားပြေးရက်မယ်လို့ရှိရင်ဟိုနောက်6ထောင်2ချောင်းခါကြီးကပါသွားတာဖြစ်တာကြာပြီကလွန်ခဲ့တဲ့9လ10လလောက်ထဲသူယောဂဖြစ်တာအဲ့လိုပေါ့နော်ပထမပိုင်းမထနိုင်ဘူးမထနိုင်တော့အခန်းထဲမှာထားမထနိုင်တော့အထတော်တော်နဲ့မထနိုင်ဘူးနော်အဲ့မနေ့ပိုင်းအစာကျွေးမယ်ကြည့်တော့သူမထနိုင်တာနဲ့အဲ့နဲ့အတင်းနဲ့နှိုးပြီးတော့အဲ့နဲ့ဆေးတွေပါထိုးသေးတယ်ထိုးပြီးတော့မတက်တာသူကဘယ်လိုလဲဆိုတော့ဟိုပြေးနိုင်တယ်ဗျာတဲ့ပြေးပြီမယ်ကြပြေးလာလို့ရှိရင်သူအဲ့လိုလိမ့်ဖယ်ဖြစ်ကုန်တာပေါ့နော်အဲ့နဲ့သူဆေးစစ်လိုက်တဲ့ခါကျတော့သူကဟိုဖြစ်တာထူးဆန်းပေါ့နော်သူဟာလည်းဟိုပုံမှန်ကြည့်ရင်တော့သူ့ခါထိတာတော့ဘာလို့အဲ့လိုထင်ရတယ်ပေါ့နော်ပြေးတဲ့ခါကျရင်လေသူကဟိုကောင်းမပြေးနိုင်ဘူးနော်ဟိုပြေးတာတော့သူကတော့အားဆိုင်ပြီးပြေးတာကြပြေးလို့ရှိရင်တစ်ခါကျရင်အဲ့လိုဘရိမထိန်နိုင်မပြစ်လဲတာတော့အဲ့လိုတုံးလုံးကြီးလဲသွားတာတော့အဲ့လိုဖြစ်တယ်မျိုးကတော့အပြေးကောင်းတဲ့မျိုးပဲသူ့ကိုယ်တွေဆိုလည်းအပြေးကောင်းတယ်ပထမတွေပါရတယ်သူ့ကိုမျိုးဆက်တွေသူ့လိုပဲတစ်ဆိုင်သေးသူပုံစံသူ့အမေကလည်းသူနဲ့တပုံစံနဲ့ပဲခဏနေကြရင်ကျွန်တော်နောက်မှသူ့အမေဗီဒီယိုလေးပြတင်ပေးထားမယ်တပုံစံနဲ့ဆိုက်ကလည်းလူကလည်းတအားရှင်တာလိန်ကလည်းတအားလိန်မာတာသူကအကောင်ကလည်းထွားတယ်ဒီတကောင်နဲ့ဒီဘေးကတကောင်နဲ့ဆိုရင်ဒီဘေးကတကောင်ကအသက်ကြီးတာဒီကောင်မဟုတ်ဟိုဘေးကကောင်ဒီကောင်ကနည်းနည်းအသက်ကြီးတယ်ဒီတကောင်အိုးသူကလည်းရှေ့ကနေကိုယ်ဒီကောင်မလေးကအသက်ပိုကြီးတယ်အသက်နည်းနည်းလေးတလားဆုံးလောက်အသက်ကြီးတယ်ဒါပေမဲ့သူကနည်းနည်းတုတ်တယ်သူကနည်းနည်းပါတယ်ဒါပေမဲ့သူကနည်းနည်းထွားတယ်ဆေးစစ်လိုက်တော့ကျွန်တော်ဆေးရုံပို့လိုက်တော့ပထမကြည့်တော့ဆေးတွေပါထိုးတော့လည်းမတက်တာအဲ့ဒါနဲ့သူဆေးရုံပို့လိုက်တာဟိုပါပေါ့တောင်းခွဲပြီးတော့ဘယ်ချိန်လောက်ဖြစ်တာဆိုတော့ဘယ်တက်ရလောက်မှဖြစ်တယ်ဆိုတော့8လသားလောက်အဲ့ဝင်းကျင်လောက်ပေါ့ဗျာကျွန်တော်တေချာမှန်းပြီးတော့အဲ့ဝင်းကျင်လောက်မှဖြစ်တော့ဖြစ်တော့အဲ့ဒါနဲ့ဆေးရုံပို့လိုက်တော့ဆေးဆေးဓာတ်မှန်တွေပါရိုက်တာပေါ့နော်ဓာတ်မှန်တွေပါရိုက်လိုက်တော့သူဒီလေဘင်းမှာအစ်စ်ရှိတယ်မလားကျွန်တော်လေဘင်းရိုးရှိတယ်လေဘင်းရိုးကအဲ့ထက်ကတစ်စစ်လောက်ကသူကသေးနေတာပေါ့ညာကျုပ်နေဟိုအကြီးထွားနှုံနှေးနေတာပေါ့ကြီးထွားနှုံနှေးနေတာအကျော်တွေကျန်တဲ့အကျော်တွေကကြီးပြီးတော့ဗျာအဲ့အယိုးကကြီးထွားနှုံနှေးနေတော့အဲ့အကျော်ကိုသူကညှက်ထားသလိုအခုကျွန်တော်တို့တော်တော်များများဖြစ်ပါတယ်အသက်ကြီးပိုင်းနေခါယောဂဖြစ်တယ်မလားလမ်းမလျှောက်နိုင်တာတော့ခါနာတာတော့ကုန်းတာကွာတာမရတာအဲ့လိုပုံစံမျိုးပဲ तू ကကျတော့ခါမှဖြစ်တာမဟုတ်ဘူးနဲ့အဲ့လေဘင်းမှာဖြစ်တာလေဘင်းအယိုးကကြီးမလာပဲနဲ့အဲ့အကျော်တွေကကြီးလာပြီးအကျော်တွေကိုဖိထားသလိုဖြစ်ပြီးတော့ तू အဲ့ယောဂပေါ့နော် तू ကခွဲစိတ်လို့ရလားဆိုတော့ခွဲစိတ်လို့ကလည်း तू ကရတယ်မရဘူးပေါ့နော်ခွဲစိတ်ပင်ဆိုလို့ရှိရင်လည်းမလွယ်ဘူးပေါ့မလွယ်တော့အဲ့ဒါအခုသူ့ကိုဒီတိုင်းထားရတယ်ပေါ့နော်ဒီတိုင်းထားပြီးတော့သူပြန်ကောင်းနိုင်တယ်ပေါ့အဲ့လိုမျိုးပြန်သူလည်းပြန်ကောင်းတာလည်းဖြစ်နိုင်တယ်ပေါ့ဆရာဝန်ကပြောပုံရဆိုရင်လေသူလည်းပြန်ကောင်းနိုင်တယ်ဒါပေမဲ့ပြန်မကောင်းလာတာမျိုးလည်းရှိနိုင်တယ်သူ့ရဲ့ကံပေါ့ဗျာပြန်မကောင်းရင်တော့လေသူ့ကံပေါ့အဲ့လိုပုံစံမျိုးပေါ့နော်အခုကတော့သူဒီတိုင်းထားတယ်ပေါ့စာကျွေးပုံမှန်အတိုင်းပဲပေါ့ဟိုကျွန်တော်အဲ့လိုမျိုးသူတို့ကပြန်လုံးဝမကောင်းတော့ဘူးဆိုလို့ရှိရင်သူတို့ကမထားဘူးဗျအဲ့လိုလေမှန်တကယ်ဆိုမြင်းမတွေဆိုဗျာကျွန်တော်တို့ဆိုလို့ရှိရင်ဒီကောင်မတွေထားလိုက်တစ်နှစ်2နှစ်လောက်ထားလိုက်ပြီးသားတွေပဲပြန်ဖောက်လို့ရတယ်သူတို့အဲ့လောက်ထိဟိုဘယ်လိုပြောမလဲ
မထားဘူးမြင်းရဲ့ site အနေထားကိုလည်းကြည့်အောင်လေမြင်းကတစ်နှစ်ပဲရှိသေးတယ်ဒါလည်းမနေကြည့်အောင်ပါတစ်နှစ်ကျော်ပဲရှိသေးတယ်မနေကြည့်အောင်ပါဟိုပြေးလို့မရရင်တော့မှလေဟိုဘယ်လိုပြောမလဲတားပြန်ဖောက်လို့ရတဲ့အထိစောင့်ပြီးတော့တားလေးပါလေးပြန်ဖောက်အဲ့လိုလုပ်လို့ရတယ်မြင်းကမျိုးတော့ကောင်းပြီးသားဟာဒါပေမဲ့သူတို့အဲ့လောက်ထိမထားဘူးမနစ်ကဆိုရင်မြင်းလေးတစ်ကောင်အဲ့လက်ကျိုးတော့မဟုတ်အဲ့ပေါ်လက်ကျိုးတယ်ပဲထားပါတော့ကျိုးကအဲ့ဒါကိုခွဲရင်တော့ရတယ်အဲ့ပြန်လုပ်ရင်တော့ရတယ်ဒါပေမဲ့မလုပ်ဘူးအဲ့ဒါဆေးထိုးလိုက်တာအဲ့မြင်းမလေးမနစ်ကမြင်းမလေးဒီမှာအဲ့လိုပဲဒါသူတို့ကအခုဒီရွယ်လေးဆိုရင်သူကခု6လပိုင်းဆိုရင်သူတို့ကပြိုင်ပွဲအတွက်လေ့ကျင့်ရတော့ပေါ့နော်အဲ့ဒီအချိန်မှာ तू လေ့ကျင့်နိုင်မလားမလေ့ကျင့်နိုင်ဘူးလားအဲ့ဒီအချိန်မှာ तू ရကံပေါ့နော်အဲ့ဒီအချိန်မှာ तू ဆုံးဖြတ်မှာပေါ့အဲ့ဒီအချိန်မှာတကယ်လို့လေ့ကျင့်နိုင်ရင်တော့ तू အသက်ရှင်မှာပေါ့လေတကယ်လို့အဲ့ဒီအချိန်မှာ तू မလေ့ကျင့်နိုင်ဘူးကောင်းကောင်းမပြေးနိုင်ဘူးဆိုရင်တော့ तू ကမလွယ်ဘူးအဲ့ तू ကံပေါ့မျိုးကတော့တော်တော်ကောင်းတယ်ကျွန်တော်ပတ်စံမရှိလို့ပတ်စံရှိရင်ဒီကောင်မလေးဝယ်ထားလိုက်တယ်ပတ်စံကဗျာသူ့ရဲ့တန်ဖိုးမရှိတာမဟုတ်သူ့ရဲ့တန်ဖိုးကပြဿနာမရှိဘူးသူတို့ကအသားဆန်ရောင်းလဲ3သိန်းပဲရှိတာဗျာ1 3သိန်းဆိုတော့1 3သိန်းဆိုတော့ဆဲကပြန်ပေးလိုက်လို့ရတယ်ပြဿနာမရှိဘူးဒီမြန်မာတကောင်သူအဓိကပြဿနာဘာပြဿနာလဲဆိုတော့ကျွေးမွေးစရိတ်လေကျွေးမွေးစရိတ်က1 8သိန်းရှိတယ်တစ်လောက်တကယ်တမ်းလေပတ်စံပေးပြီးထားမယ်ဆိုရင်လေတစ်လောက်1 8သိန်းဆိုရင်မငွေနဲ့ဆို8 3 24သိန်းလောက်ရှိတယ်ဒီမှာကုန်ကြစရိတ်ကလေကိုရီးယားမှာကုန်ကြစရိတ်ကပြီးလို့ရှိရင်အခုသူတို့ထားပါတော့အဲ့မှာတစ်လောက်ပဲ24သိန်းဖြစ်နေပြီမြန်မာငွေနဲ့ဆိုတော့အဲ့ဒါကြောင့်မဟုတ်လို့ရှိရင်ထားစိတ်ကုန်ကြစိတ်မရှိဘူးဆိုလို့ရှိရင်ဒီမြင်းတန်ဖို့ကဘာအခုလိုအသားတန်ရောင်းမဲ့မြင်းကိုဝယ်တာဘာမှမရှိဘူးသူတို့3သိန်းဆိုတာသူတို့မဘိုးပဲဖို့တော့မရှိဘူးအဲ့လိုမျိုးအဓိကအဲ့ဟိုဟာပဲကုန်ကြစိတ်ပေါ့နော်ထားတဲ့ကုန်ကြစိတ်ပေါ့သူများချန်တစ်ခါလေးကြာရင်ကျွန်တော်စီမှာလာထားတယ်မြင်းတစ်ကောင်ထားအဲ့ဒါ8သိန်းတစ်လောက်1 8သိန်းပေးရတယ်သူတို့တွေအဲ့ထားပါတော့အခုဒီကောင်မတွေထားလို့ပြိုင်ပွဲကိုပို့တယ်မလားပြိုင်ပွဲမှာ training ခွင်းနဲ့မြင်းစည်းသမားနဲ့ဗာနဲ့ jockey နဲ့ဗာနဲ့ငှားကားဆိုတစ်လောက်30ရှိတယ်1 30 1 30ရှိတယ်အားကြောင့်ဈေးတွေကဟိုတောင်လေးအားကြောင့်မလို့ဒီမှာမြင်းမကောင်းဘူးဆိုရင်မဝယ်ကြဘူးဆိုတာအဲ့လိုမျိုးမဝယ်ကြဘူးဆိုတော့သူတို့ကကုန်ကြစိတ်ကတအားကြီးတာ哦ကုန်ကြစိတ်တအားကြီးတယ်အဲ့ jockey ငှားရတာနဲ့ပြိုင်ပွဲဝင်ရတာနဲ့အဲ့မှာဒီကုန်ကြစိတ်တွေအများကြီးရှိတဲ့အတွက်မြင်းမကောင်းရင်သူတို့ကအဲ့လိုမျိုးဟိုဘယ်လိုပြောမြင်းမကောင်းတဲ့ခါကျတော့သူတို့ကုန်ကြစိတ်တွေအများကြီးထောင်းတဲ့ခါကျတော့သူတို့ကတော့မလုံရဲဘူးပေါ့နော်အဲ့လိုရှိတယ်အဲ့ကြောင့်မလို့သူတို့ကတအားစီစစ်တယ်မြင်းဝယ်ပြီဆိုရင်လည်းအဲ့ခြေစစ်လက်စစ်တွေစီစစ်တာတွေအဆုပ်တွေစီစစ်တာတွေအဲ့ကြောင့်သူတို့လေးလံပွဲမှာတော့လေလေးလံဝယ်ပြီးအောင်မှလေးလံမှာအခုထားပါတော့ဘယ်လောက်နဲ့ဝယ်လိုက်ပါတယ်ဆိုပြီးအောင်စစ်သေးတာမကောင်းလို့ရှိရင်အဲ့ဒါကန်ဆယ်လုပ်တာအဲ့လိုမျိုးအားကြောင့်မို့တောင်း6ထောင်းနာဝါလက်နာဝါတာပျောက်တယ်ဗျာအတိအဲ့ခါးတွေပါတွေကသူကခါးမဟုတ်သူကတော့အခုလေဘင်းရိုးပေါ့နော်လေဘင်းရိုးမှာဖြစ်တာကြီးထွားနှုံနှေးတာအားကြောင့် site ကိုကြည့်လေသူ့ရဲ့ site ကမိုက်တယ်အခုမှတစ်နှစ်ကျော်ပဲရှိတယ်အဲသူတို့ training လုပ်လိုက်လို့ရှိရင်မနေ့ပြောင်းတာအကောင်ကမျိုးကသူ့အမေကလည်းသူ့ site နဲ့တပုံစံနဲ့အဲကွာလာလေးကတော့သူ့အမေကနည်းနည်းလေးတော့အနက်ပို့ပြီးတော့အယောင်ဆိုးတယ်ပေါ့နော်သူ့ဖေကလည်းမျိုးကောင်းပဲလေကျွန်တော်တို့ခြံမြင်းတိုးကြီးပဲ1 သိန်း100တန်မြင်းတိုးနဲ့လိုက်ထားတာ1 သိန်း100တန်နှစ်ကောင်လုံးကအကောင်းလေအကောင်းဆိုတော့ရှယ်ဖို့သူကညရောစရာရမ်းကောင်းတယ်တခုခုသူပြန်ပြီးတော့ကောင်းလာနိုင်ရင်တော့အဆင်ပြေတာပေါ့နော်မကောင်းလာဘူးဆိုရင်တော့တအားနှမျောဖို့ကောင်းတယ်သူကလူကလည်းတအားရင်လိမ့်မာတယ်သူတွေမဟုတ်ဘူးသူ့ရဲ့ရှေ့ကအကိုတွေလည်းလိမ့်မာတယ်အဲ့လိုမျိုးကြောက်သူ့အမေလည်းဒီမှာတခါတည်းတွဲပြီးတင်ပေးမယ်သူ့အမေဘယ်လိုပုံစံရှိရဲဆိုတော့သူ့အမေလည်းအခုလက်နာနဲ့တားခွဲထားတယ်လက်နာနေလို့ဟိုမှာဟိုအခန်းကြီးလေးမှာထားတယ်လက်နာတော့ပြဿနာမရှိပါဘူးသူ့အမေလက်နာတာပြန်ကူးပြောက်တယ်ဒါသူ့အမေလေဒါသူ့အမေမလေးမင်းနဲ့သမီးနဲ့တပုံစံနဲ့နာရွက်တွေပါတွေ site တွေ guide တွေအခုကသူကလက်နာနေလို့ဒီထဲထည့်ထားတာဒီခြံလေးကတော့သူတို့7ပတ်လက်လောက်ရှင်းမှာဒါလေးကကိုရီးယားလို့ဆိုရင်တော့ဖဲတိုးလို့ခေါ်တာပေါ့နော်ဖဲတိုးဒါလေးတွေကဒီကောင်မတွေကအပြူပိုက်တွေကိုပြင်ဖလို့ပဲဒီမှာထားတာဒီထဲမှာပဲဒီကောင်မအပြူမဟုတ်ဒီကောင်မကကြတော့တသားကြပြီးတော့တစ်နှစ်ကမအောင်ဘူးမ
နှစ်ကမအောင်တာပထမတစ်သားအောင်တယ်ဒုတိယတစ်သားမအောင်အခုထပ်အောင်တာတော့ဒီထဲမှာဒါကတော့အပြူဒီကောင်မကဟိုပါပဲလို့တယ်6ပဲပြူတလက်မပဲလို့တယ်တလက်မတော့မှလက်မဝက်လောက်ပဲလို့တာတေချာတိုင်းမယ်ဆိုရင်လေအမြင်ဒီကောင်မဆက်ဆက်ရောက်ချင်းဆိုတာ body တအားလာဟိုပြန်ပွဲကနေအကြတော့လေတအားဆိုးတာဆိုတာတမင်ကမဟုတ်ဘူး तू ကလေ6တောက်တွေကိုကြည့်6တောက်တွေမှာရောင်းနေဟိုမှာတွေ့လား6တောက်မှာဒီညာဘက်6တောက်ဆိုရောင်းနေရအဲ့ဒါဒီလက်စစ်တွေဒီမှာလက်စစ်တွေဘာတွေဆိုလဲဒဏ်ရာအမြဲတမ်းသူ့အခုဆေးတော်မကူဆိုတာပတိတွေပါပုံမမြင်းနေဆိုအဲ့လိုရောင်းနေကျွန်တော်ပတိတွေပါစီးပြီးတာဒါမြင်အကြောင်းမဟုတ်ဘေးနာအခန်းကြီးမှာမြင်းဘေးနာကက်ရထားအိုးအမြဲတမ်းစော်နေကန်နေတာမတည့်ဘူးမြင်းနေနေအဲ့ကြောင့်သူဒီထဲထားတာကန်နာဘေးနာမြင်းမတွေနဲ့ဘယ်သူနဲ့မှမတည့်ဘူးစော်တာအဲ့လိုစာကျွေးချိန်ဆိုလဲစော်တယ်တခန်းနဲ့ထားရင်လည်းဘေးနာရန်ဖြစ်နေတာချိန်တိုင်းအောင်သူ့မှာဒါဆိုလူကတော့ဟိုဆွဲသွားငိမ့်နေအကောင်ကြီးကထွားလေအဲ့မြင်းကြီးကမတည့်ဘူးလုံးဝမတည့်တာဘယ်ကောင်မှနဲ့မှမတည့်ဒီဘေးကောင်မှနဲ့လည်း तू မတည့်ဘူးအဲ့ဒါ तू ကဟိုဘက်ဒီဘက်နေလို့အနာကက်လာရတာရန်ဖြစ်ကြတာအော်ဟစ်နေဒီကောင်မနဲ့လည်းမတည့်ဘူး तू နဲ့မှမတည့်ဘူးအဲ့လို तू ကကောင်ကြီးကတော့မိုက်ယာကြီးလည်းရှိဒီကောင်မကြီးပါဒါ तू အမေရိကန်ဝယ်ထားတာ तू ဆက်ဝယ်တော့ကတော့ तू ဟိုမှာပြေးပြီးသားတွေပေါ့နော်ဒီကောင်မတွေပြေးပြီးတော့မှဟိုမှာသူတို့ဗာလဲမျိုးချောင်းနဲ့ဇီးတင်ပြီးတော့မျိုးချောင်းနဲ့ရောက်တာသူတော်မှ6တောင်နဲ့ရောက်နေဟိုဘက်ပဲညာဘက်6တောင်နည်းနည်းလေးပါမတိမတာတယ်မှာဒါသူ့မအေးရဲ့ဆိုင်သူ့ဖေကိုထပ်ပြမယ်ကျွန်တော်သူကရှေ့မှာသား3အောင်မွေးပြီးသွားပြီအဲ့မျိုးချောင်းနဲ့ပါလာတဲ့တစ်ကောင်ကလည်းပြေးတယ်အဲ့ဒုတိယ2ကောင်ဒီကကျွန်တော်စီရမင်းတို့နဲ့လိုက်တဲ့ကောင်2ကောင်ကလည်းပြေးတယ်အခုကောင်မလေးကြာမှာအဲ့ဒါ2မျိုးကိုကောင်တာအဲ့ကောင်မလေးကျွန်တော်ဒါပတ်စံရှိပွဲပြီးမွေးထားလိုက်တယ်ပတ်စံရှိတာကျွန်တော်ရှေ့မှာပြောသလိုပေါ့နော်မြင်းဘိုးမရှိတာမဟုတ်မြင်းဘိုးကရတယ်မြင်းဘိုးဝဲဆိုဝဲနိုင်တယ်အဲ့သူတို့ဇရိတ်ကိုမတက်နိုင်ဘူးအဲ့လိုဇရိတ်ကမနေမနှောဟာကျွန်တော်အခုမြင်းသိုးစီတော့ပြမယ်ဒါကြီးကသူ့ဖေကလည်းမှစိုက်ကမိုက်တယ်သူ့ဝယ်တော့ဒေါ်လာ3သိန်းလို့ပြောတယ်2019อ่ะဗောနော်2019ခုနှစ်ကဒါအမေရိကန်မှာအပြေးတွေပါပြိုင်ပြီးတော့စုတွေပါရပြီးတော့မှဒီကိုရောက်လာတာအလိုက်ကြီးကကိုရီးယား1သိန်း100မြန်မာငွေနဲ့ဆိုသိန်း300ပတ်ချလဲလောက်ဗောနော်ဒီယုံမှာသူကလေးတွေများတယ်သူကလေးက85ရာခိုင်နှုန်းရှိတယ်ဒီယုံကကလေးတွေလေဒီယုံကအားကြောင့်မလို့မြင်းကောင်းတွေများတယ်ဆိုတာအားကြောင့်သူကလေးတွေများတယ်ပြီးတော့ဟိုပါဗောထုတ်မရအောင်ဒီမှာထုတ်မရအကုန်လုံးပြိုင်မဝင်တာအဲ့လိုမျိုးတခြားအကျုံတွေကြတော့သူတို့ကသားဖောက်ပြီးရောင်းတာဘတ်ဂျက်တိတ်ပြီးတောင်းတော့လေဒီယုံကကျတော့ဘတ်ဂျက်တောင်းတော့မြင်းတွေကိုယ့်ကိုသားဖောက်ကိုယ့်ကိုပြိုင်အဲ့လိုမျိုးပြိုင်ပွဲပို့အဲ့လိုဒါတော့သူဖေးပါကျွန်တော်နောက်ကြလို့ရှိရင်လည်းဒါမြင်းနဲ့ပတ်သက်ပြီးတော့ဆေးဝါးတွေအကြောင်းရောတခြားမြင်းတွေဒီမှာနည်းနည်းကောင်းတဲ့မြင်းတွေဒီကောင်ကြီးကဟိုရှိတယ်အာမကန်ကျမရမှာအသက်အာမကန်ရှိတယ်အသက်အာမကန်ထားတာဒီကောင်ကြီးကအသက်အာမကန်ရှိတယ်ဒီကောင်ကြီးကျန်တဲ့တခြားအသိုးတွေတော့အသက်အာမကန်မရှိဘူးဒီနှစ်ကောင်ပဲရှိမှာကျန်တဲ့အသိုးတွေတော့မရှိဘူးအသက်အာမကန်ရှိတယ်ဒါတခြားဆေးဝါးတွေအကြောင်းတွေမြင်းဆေးကုပုံတွေအကြောင်းတွေကျွန်တော်တင်ပေးသွားမယ်ပေါ့နော်ကျွန်တော်ရဲ့ channel လေး like and subscribe လေးလုပ်ပေးထားပါအားလုံးကျေးဇူးပါ